ဒီနေရာကကြတော့မော်ဘီကမ်ပိန်းဂိမ်းပဲဖြစ်ပါတယ်။အိန္ဒိယတော့အရင်ညစ်ပတ်တယ်ပေါ့နော်။ဘာလို့အဆင်မပြေဘူးဒါပေမဲ့ရေပေါ်မှာသွားရရင်ဆိုတော့အန်ရကင်းအောင်ပေါ့နော်။ကျွန်တော်ဝယ်ရချင်းပဲဖြစ်ပါတယ်။ဒီနေရာမှာကအရန်သားရလို့ကောင်းပါတယ်။တောထဲမှာအများရနေတဲ့သူအတွက်တော့အဆင်မပြေဘူးဒါပေမဲ့မြို့ထဲမှာအများရနေပြီးတော့စိတ်မွန်းချက်တဲ့သူတွေအတွက်ကြတော့ပေါ့နော်တဘာဝအလှနဲ့ဆိုတော့အရင်ပြောစရာကောင်းပါတယ်စိတ်ကလွတ်လပ်တဲ့ခုချိန်ဆိုတော့အေးနေပြီးတော့လေးနေလို့အရင်ပြောစရာကောင်းတဲ့နေလို့ကောင်းနေပေါ့နော်ဒါပေမဲ့ကျမတို့နေမှာနေတဲ့သူတွေအတွက်ကြတော့ထူးဆန်းမနေဘူးမြို့ထဲမှာနေတဲ့သူတခါမှအပြစ်မထွက်ပဲနဲ့အဲ့လိုမျိုးရွာဖက်မှာတခါမှမရောက်တဲ့သူတွေအတွက်ကြတော့အရင်ပြောစရာကောင်းတယ်စိတ်ငြိစရာတွေလည်းအကုန်လုံးပျောက်သွားရေပေါ့နော်ပျော်စရာလေးပဲဖြစ်တယ်ဒါပေမဲ့ဒီအင်ကြီးကကြတော့အရင်ညစ်ပတ်တယ်ပေါ့နော်ဘာလို့အဆင်မပြေဘူးတပ်ပုံရိုက်ဖို့ကလည်းအင်ကြီးအရင်ညစ်ပတ်တယ်ဒါပေမဲ့လည်းရေပေါ်မှာသွားရရေဆိုတော့မော်ချင်းပဲမဲ့လဲဝယ်ရမယ်ပေါ့နော်အဲ့လိုချင်းနေရောက်လို့ဝယ်ရချင်းပဲဖြစ်ပါတယ်ကိုယ်တိုင်လေမောင်းလို့ရတယ်အစမှကျတော့ကိုယ်တိုင်မောင်းပေါ်နေကြောက်တာနဲ့မမောင်းရဲဘူးပေါ့နော်အဲကြောင့်လူတယောက်ကိုရင်တောင်းပြီးတော့ကျမတို့နှစ်ယောက်ကျမတို့လေးမရပေါ့နော်ကိုမလော်ရဲလို့လူတယောက်ကိုငှားရတာဖြစ်ပါတယ်အရန်တော့တာရတယ်ပေါ့နော်နေရကတော့အရန်တိတ်ဆိတ်ပြီးတော့လေဘာပဲဘလို့ပဲနေပေါ့နော်ရံပြောစရာကောင်းတယ်ပြီးတော့နေဘက်ကလူတွေအများအားနေဘက်မှာနေတဲ့တွေ့ကြတော့စင်မပြေပေမဲ့မြို့ထက်ကလူတွေတွေ့ကြတော့အရန်စင်ပြေတယ်streets တွေအများများတဲ့သူတွေအတွက်ကြပေါ့နော်သွားစီခြင်းနဲ့ပြီးတော့သွားဖို့ကလည်းတိုက်တွန်းချင်ပါတယ်မြို့ထက်ကလူတွေအတွက်အရန်နေလို့ကောင်းတယ်ပေါ့နော်စိတ်ဖြစ်စီးတယ်များတယ်တဲ့သူတွေအတွက်ကြတော့စိတ်ကိုဖြစ်စီတယ်ပေါ့နော်အရန်ပြီးတော့ကိုယ်တိုင်လှော်လို့ရပါတယ်နောက်မှကျမတို့အစမှကြတော့ကြောက်လို့လူဟာပြီးတော့လော်ရတယ်ပေါ့နော်နောက်မှကျတော့ကျမတို့လည်းမရကိုယ်တိုင်လှော်ပြီးတော့မောင်းရတာဖြစ်ပါတယ်အရင်ပြောစရာကောင်းပါတယ်ပေါ့နော်ပြီးတော့နေရာကလည်းအရန်တော်ရဲဆိုတော့အရန်ပြောစရာကောင်းတယ်အဲ့ဒီအတွက်ကြောင့်တော့ဖို့တိုက်တွန်းချင်ပါတယ်ဘယ်လိုသွားရမလဲဆိုမြို့ထက်ကနေဆိုတော့ထောက်ချန်ကနေမော်ဘေးဘက်ကိုသွားပြီးတော့16မှတ်တိုင်မှာဆင်16မှတ်တိုင်ကနေလိုင်းကတော့မရှိပါဘူးအိုးဝေပဲဖြစ်ဖြစ်ဆိုင်ကယ်တွေပဲဖြစ်ဖြစ်ငှားသွားလို့ရပါတယ်ကလေးတွေလည်းလာကြပါတယ်လူကြီးကလေးတွေပေါ့နော်ကလေးတွေအတွက်ဆော့ကစားမဲ့နေရာတွေရှိတယ်တပ်ပုံရိုက်မဲ့နေရာတွေလည်းရှိပါတယ်စပင်းစီးချင်တဲ့သူတွေစပင်းတေးသေးလေးတွေရှိတယ်စပင်းလည်းစီးလို့ရတယ်လေလောချင်တဲ့သူတွေစိတ်ပြေလက်ပြေလှော်လို့ရပါတယ်လို့နေရာကတော့အရင်ပြောစရာကောင်းပါတယ်ရေကူးကနေလည်းရှိတယ်ပြီးတော့တဲလေးတွေပေါ့နော်ကိုငှားတဲ့တဲလေးတွေလည်းရှိပါတယ်တို့ဒီတရားတွေကြတော့တစ်တုံးတွေနဲ့လှုပ်ထားတာဖြစ်ပါတယ်ရာဘာချံပေါ့နော်ရာဘာချံအမှကိုကနားယူဖို့သွားမယ်ဆိုတော့အဆင်ပြေပါတယ်တရေစာတွေတော့ယူသွားလို့ရတယ်အစားတောက်တွေကြတော့တမင်းဟင်းကြတော့အမတခါတည်းမှာလို့ရတယ်အရန်သိစိတ်ပြီးတော့နေလို့ကောင်းတယ်အနားယူချင်တဲ့သူတွေ stream ရတဲ့သူသွားလို့ရပါတယ်